ตาလေးတွေအဲ့ရထားတော့လေဒီနေ့ရာသီဥတုตาရတယ်နော်ဟုတ်ကဲ့မေမေตาဘိုက်စာပြီ ဟေးအောင်ကိုမြင့်ဒီနာကအပင်နေကုန်ရှင်းกว่าငါတို့အိမ်လဆောက်ဖို့လိုတယ်စိတ်ချတဖုံဖုံနဲ့အကုန်လဲပစ်လိုက်မယ် တောင်းပန်ပါတယ်ရှင်ကျမတို့သားမိနေတဲ့ဒီပင်ကြီးကိုတော့မခုတ်ပါနဲ့နော် ဖဲစမ်းပါနာကြီးတယ် ဟိုမှာလဲကုန်ပြီတွေ့လား ကိုကြွက်ရှင် ကူညီပါဦးကိုခွေးနဲ့ကိုမြင်းကကျမတို့နေစရာမရှိအောင်ဖျက်စားလိုက်ပါပြီ ဒါလွန်လုံးအားကြီးတယ်ငါမှအကြံရှိတယ် ကိုစင်းရေကိုမြင်းနဲ့ကိုခွေးရတော့ငါကလေးအိမ်ကိုဖျက်ပြီးသူတို့အိမ်အစ်စ်စောင့်နေတယ်ဘာကွာဒီကောင်လေးတို့လူပါပါတယ်ငါဆုံးမမယ် ဟေးကောင်လေးသမားအိမ်ဖြက်စီးရတာပျော်လားဟုတ်လိုက်ပြေးကြကိုစင်ကြီးစိတ်ဆိုးနေပြီငါတို့အိမ်လေးတော့ကုန်ပါပြီဗျာကျွန်တော်တို့မားပါတယ်ဗျာနောက်မလုပ်ရဲတော့ပါဘူးနောက်တစ်ခါသူများကိုအနိုင်ကျင့်ရင်နာမယ်မ ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်ဒါပေမဲ့မင်းတို့အလံမှာရေးထားတဲ့အတိုင်းကိုရဲစော်ကို like and follow လုပ်ပေးရမယ်နော် ဟုတ်ပါ